အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ Ramadan Hot Topic 4ဖြစ်ပါတယ်ပြောပြမယ့်အကြောင်းအရာကတော့ဘယ်လိုကြောက်ကပ်ယောဂါတွေကရိုးစားထားဖို့အခက်အခဲရှိရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ်ကြောက်ကပ်ယောဂါ9မျိုးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုနဲ့ပြောပြပါမယ်အဆုံးထိကြည့်ရှုပေးပါပထမဆုံးယောဂါကတော့လက်တလောဝင်းပြက်ဝင်းလျှောလို့တော့၎င်းလက်တလောထိခိုက်မိထားလို့တော့၎င်းကြောက်ကပ်ကိုထိခိုက်သွားတဲ့ AKI လို့ခေါ်တဲ့ Acute Kidney Injury ကြောက်ကပ်လှုပ်ဆောင်ချက်ရုတ်တရက်လျော့သွားတဲ့လူနာတွေမှာရိုးစားထားဖို့အခက်အခဲရှိပါတယ်ရိုးစားမထားသင့်ပါဘူးဒုတိယယောဂါကတော့ Chronic Kidney Disease လို့ခေါ်တဲ့ CKD နာတာရှည်ကြောက်ကပ်အားနည်းတဲ့ယောဂါတွေသူတို့မှာဆိုရင်တော့အရန်ပြင်းထန်တဲ့အဆင့်ဖြစ်တဲ့အဆင့်4နဲ့5မှာဆိုရင်တော့ရိုးစားထားဖို့မသင့်တော်ပါဘူးတတိယအနေနဲ့ကြောက်ကပ်မှာကြောက်တွေရှိနေမယ်ကြောက်ကပ်ရဲ့လှုပ်ဆောင်ချက်ကလည်းလျော့နေမယ်အဲ့ဒီအပြင်ရေဓာတ်ခမ်းတဲ့ပြဿနာလည်းခဏခဏဖြစ်နေတဲ့စီလန်းကြောင်ကြောက်တဲ့ယောဂတွေကတော့ရိုးစားထားဖို့အခက်အခဲရှိပါတယ်နံပါတ်4ယောဂါကတော့ကြောက်ကပ်အစားထိုးထားတဲ့လူနာတွေမှာဆိုရင်တော့အစားထိုးပြီး6လနဲ့1နှစ်အတွင်းမှာရိုးစားထားဖို့မသင့်တော်ပါဘူးတစ်နှစ်နောက်ပိုင်းမှာကြောက်ကပ်အခြေအနေကောင်းလာတယ်ဆိုရင်တော့ရိုးစားထားလို့ရကောင်းရနိုင်ပါတယ်နံပါတ်5ကတော့ကြောက်ကပ်ပုံမှန်ဆေးနေရတဲ့လူနာတွေအနေနဲ့ရိုးစားထားဖို့မသင့်တော်ပါဘူးအခက်အခဲအများကြီးရှိပါတယ်နံပါတ်6ကတော့ Nephrotic Syndrome လို့ခေါ်တဲ့ကြောက်ကပ်ရောင်တဲ့ယောဂါတွေကတော့ရိုးစားထားဖို့အခက်အခဲရှိပါတယ်သူတို့တွေကမျက်နာတွေခြေတွေလက်တွေဖောနေတယ်ရေဓာတ်ဆုံးရှုံးမှုတွေအများများနိုင်တဲ့အတွက်ကြောင့်ရိုးစားထားဖို့မသင့်တော်ပါဘူးနောက်ဆုံးနံပါတ်9ကတော့သွေးတိုးကြောင့်သွေးတိုးကိုမထိန်းနိုင်လို့ကြောက်ကပ်အားနည်းတဲ့ယောဂတွေအနေနဲ့ရိုးစားထားဖို့မသင့်တော်ပါဘူးသွေးတိုးထိန်းရခက်တာရယ်ကြောက်ကပ်ကိုထိန်းရခက်တာရယ်ကြောင့်ရိုးစားထားဖို့အခက်အခဲရှိပါတယ်အခုပြောပြတဲ့ယောဂ9မျိုးရှိတဲ့လူတွေကတော့ရိုးစားထားဖို့အခက်အခဲရှိပါတယ်သို့တော့တဦးချင်းတယောက်ချင်းအနေနဲ့ဆရာဝန်နဲ့တွားရောက်တိုင်ပင်ပြီးတော့မှရိုးစားထားဖို့သင့်မသင့်ဆွေးနွေးစေချင်ပါတယ်ဒါမှသာလျှင်ထိရောက်တဲ့အခြေအနေမျိုးကိုရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒေါက်တာဇော်မင်းထွန်းပါမေတ္တာအရေးဆေးခန်းကဆရာဝန်ဖြစ်ပါတယ်